အားလုံးပဲမင်္ဂလာပါဒီခုလိုပြန်လာမှတွေ့ရတာအရင်မှဝမ်းတာပါလေကျွန်တော်ဒီခုကျွန်တော်အနေငယ်တည် update လေးကျွန်တော်ပြောပြချင်ပါလေလို့ကျွန်တော်အဲ့ဒီ link ကိုစဉ်းစားပြီးတဲ့အခါမှာနည်းနည်းတော့ကိုယုံရခက်တယ်လို့ဖြစ်သွားတယ်ဒါပေမဲ့လည်းကျွန်တော်အဲ့ဒီအရာကိုကျွန်တော်တတ်နိုင်တဲ့များအချိန်ကိုအချင်းချုပ်ပြီးမှကျွန်တော်ဒီစိပြောချင်ပါတယ်လို့နော် shortcut လေးပေါ့အတတ်နိုင်လို့ shortcut လေးကျွန်တော်ပြောချင်ပါတယ်လို့ကျွန်တော်ဒီခေါ်တော့အားလုံးသိတဲ့အတိုင်းပဲကျွန်တော် American အစိုးရရဲ့ဒီ business တွေတော်တော်များများ shut down လုပ်ထားတယ်ဆိုတာကျွန်တော်လူတော်တော်များများလည်းကျွန်တော်သိတော့ကြားပြီးဖြစ်ပါတယ်။ဘာကြောင့်မို့လဲဆိုလို့ရှိရင်ကျွန်တော် October 10 ရက်နေ့စပြီးမှ shut down လုပ်ထားတဲ့ government ရဲ့ဒီ business တော်တော်များများဟာဒီခုဆိုလို့ရှိရင်၄ပတ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့ကြည့်ရတဲ့ပုံစံကလည်းဆက်ပြီးတော့မှလည်းဘယ်လိုပြောမလဲ shut down ဆက်ပြီးမှ extend ဖြစ်တော့ဖို့အတွက်အလားအလာပုံများနေတဲ့ပုံစံမျိုးဖြစ်ပါတယ်။ကျွန်တော်ဒီနေ့သတင်းတစ်ခုကြည့်လိုက်ရတယ်ကျွန်တော်ပါဆိုလို့ရှိရင်ဒီ Sunday မှာဒီနေ့ဘယ်လိုလဲ Sunday House Speaker Mike Johnson သူပြောတယ်မနေ့အထိကတော့ Democratic ကိုဒီ bill ကို pass ဖြစ်ဖို့ရန်အတွက် vote ဖို့ရန်အတွက်သူတို့အခွင့်ပေးခဲ့တာ73ချိန်ဒီနေ့နှစ်ချိန်စုစုပေါင်းဆိုရင်တော့သူတို့15ချိန်15 time voted for လို့သူပြောလို့ဆိုတော့ကကျတော့15ချိန်အခွင့်ပေးခဲ့တာဖြစ်တယ်ဆိုတော့ still government က shut down ဖြစ်တော့ဘူးရင်အတွက်လမ်းကြောင်းပဲဖြစ်နေတယ်ဆိုတဲ့စာအုပ်သူဒီနေ့ update လုပ်ရတယ်ဆိုတော့ကျွန်တော်အဲ့ဒါနားထောင်လိုက်ရတယ်ပြီးမှကျွန်တော်အဲ့ဒါနားထောင်ပြီးမှစိတ်ထဲမှာဘယ်လိုစဉ်းစားမိလိုက်တဲ့အရာတခုရှိလဲဆိုတဲ့အခါကျတော့ဒီအထူးတစ်ပင်ပေါ့ကျွန်တော်ဒီဝင်နေဝင်မလဲ low income မိသားစုတွေတချို့ကြတော့လဲအလုပ်လုပ်ချင်တော့ညာလဲနိုင်40တဲ့ပို့ပြီးမှကျန်းမာရေးအခြေအနေကြောင့်မလုပ်နိုင်တဲ့သူတွေဆာလပေပေါ့အကြောင်းအမျိုးမျိုးကြောင့်ဘယ်ပြောမလဲဒီ low income ဖေးရတဲ့မိသားစုတွေအတွက်ကျွန်တော်ဒီကနေမှအင်မတန်မှစိတ်မကောင်းမိတဲ့အရာတခုရှိတယ်အဲ့ဒါတော့ဒီ November 10 ရက်နေ့ကနေစပြီးမှဒီဘယ်ပြောမလဲ SNAP program လို့ခေါ်တယ်ပေါ့နော်ဒီခုလက်ရှိကတော့ဒါမဲ့ formally no အရင်တော့စခဲ့တဲ့ကစားတယ်တော့ food stamp လို့ခေါ်တယ်တော်တော်များများသိတာတော့ကျွန်တော် food stamp ပေါ့ဆိုတော့ဒီ food stamp ကNovember 10 ရက်နေ့စပြီးမှရက်ဆိုင်တော့မှာဖြစ်တယ်မို့ဆိုမှဒီ government Department of Agriculture နဲ့သူတို့ statement ထုတ်လာတာကျွန်တော်တွေ့ရတယ်ဆိုတော့ဘာလို့ဒီ food stamp ကလေ Department of Agriculture ရဲ့ Department အောက်ကနေ run နေတဲ့ program တခုဖြစ်တယ်ပေါ့နော်အဲ့ဒါသူက statement ထုတ်ပြန်ထားတယ် November 10 ရက်နေ့မှာပြတော့မယ်ဆိုတော့ကျွန်တော်စိတ်ထဲမှာမကောင်းမိတဲ့အရာတခုကဘာလဲဆိုတော့ကျွန်တော်စဉ်းစားလိုက်မိတယ်ဒီ food stamp ကဘယ်ကနေစဖြစ်လာခဲ့တယ်လဲဆိုတဲ့အရာကျွန်တော်အရင်တော့လဲ research လုပ်ခဲ့ဘူးတယ်ကောင်းကောင်းလည်းဖတ်ခဲ့ဘူးတယ်ဘို့လဲဆိုတော့ဒီ1939ပေါ့နော်ကျွန်တော်အားလုံးသိတယ် American စီးပွားပြတ်ကတ်ကြီးကျွန်တော်တော်များများသိတာ Great Depression ပေါ့ဆိုတော့စီးပွားပြတ်ကတ်ကြီးဖြစ်သွားတဲ့အခါမှာဘယ်လိုဖြစ်သွားလဲဆိုတော့လူတွေကစီးပွားပြတ်တဲ့အခါမှာအစားအသောက်တွေငတ်ပြတ်လာတယ်စပွဲပေါ်မှာမိဖို့ကြောင့်နေမှာအစားအသောက်တွေမရှိတာလို့ငတ်ပြတ်ခေါင်းပေါင်းမှုကြီးအကြီးကြီးအမေရိကန်မှာကြုံလာခဲ့တယ်ဆိုတော့အဲ့ဒီအရာကိုဘယ်လိုပြောမလဲနောက်တစ်ခါအဲ့လိုမျိုး American နိုင်ငံသားနေသမ္မတ Roosevelt လက်ထက်မှာဖြစ်လာခဲ့တယ်သူကအစိုးရနေရှိတဲ့ budget ကို subsidy လုပ်ပြီးမှအဖူတွေဝယ်ပေးတယ်အစားအသောက်တွေထောက်ပံ့ပေးတဲ့စာကိုသူအဲ့ဒီ Great Depression မှာစခဲ့တဲ့ဒီ food stamp program ဆိုတော့သမ္မတပြောတယ်ငါရဲ့နိုင်ငံသားနေနောက်တစ်ခါကျရင်ဘယ်တော့မှ American နိုင်ငံသားနေနောက်တစ်ခါဘယ်တော့မှဒီလိုကတ်ဆိုးရောကြောင့်ဒီစီးပွားပြက်ကတ်တွေကြောင့်ဘယ်တော့မှအငတ်ဘေးကိုမကြုံစေရတော့ဘူးဆိုပြီးမှအဲ့ဒီရွေးချက်နဲ့စားခဲ့တဲ့ food stamp ဘယ်လိုအဲ့ program ဒါပေမဲ့1960ခုနှစ်မှာကျွန်တော်အားလုံးသိတဲ့သမ္မတ John F. Kennedy ကအဲ့ဒီရဲ့ bill ကိုသူတို့သမ္မတ Roosevelt လုပ်ခဲ့တဲ့ bill ကိုသူ review လုပ်လိုက်တယ် review လုပ်ပြီးမှအော်ဒါအင်မတန်မှကောင်းတဲ့အရာဖြစ်တယ်ဆိုတဲ့စာကိုသူတည်တဲ့အခါမှာသူ propose လုပ်လိုက်တယ်သူ propose လုပ်လိုက်တဲ့စာကအဲ့ဒီ bill ကသူပြီးတဲ့အခါမှာနောက်တက်လာတဲ့သမ္မတ1960လေးခုနှစ်သမ္မတ Lyndon Johnson ကသူကအဲ့ဒီစာသူ sign ထုတ်ခဲ့လိုက်တယ်သူ1964ခုနှစ်မှာသူ sign ထုတ်ပြီးမှဒီ food stamp က officially အစိုးရရဲ့ဘယ်လိုပြောမလဲဆိုလို့ရှိရင်ဒီ program တွေကတခုဖြစ်ရမယ်မဖြစ်မနေလုပ်ရမယ် program တခုဖြစ်တယ်ဆိုတော့စာဥပဒေနဲ့သူတို့အတိအမှတ်ပြုခဲ့တဲ့ program တခုဖြစ်တယ်ဆိုတော့ဒီလိုနည်းနဲ့စလာခဲ့တဲ့ food stamp က2008ခုနှစ်မှာဆိုလို့ရှိရင်တော့ဆိုတော့ SNAP program 2008မှာသူတို့စပြီးမှသူတို့ပြောင်းခဲ့လိုက်တယ်ဆိုတော့အဲ့ဒီ2008မှာပြောင်းခဲ့လိုက်တဲ့ SNAP program ကကျွန်တော်အားလုံးစတွက်ကြည့်မယ်ဆိုလို့ရှိရင်1939ခုနှစ်နဲ့စပြီးမှ government subsidy အနေနဲ့ပေးလာခဲ့တဲ့ဒီ program ကြီးကဒီနေ့ဒီအချိန်ကြီးကောင်းကောင်းကြီးကိုလည်းပတ်လာခဲ့တယ်တပတ်မှမပြတ်ဘူးတရက်မှမပြတ်ဘူး COVID
19တော့လည်းတစ်ခါမှမပြတ်ခဲ့ဘူးဒါပေမဲ့ဒီခုဒီ2025 November 1st ရောက်လာတဲ့ချိန် midnight မှာစပြီးမှဒီ program ဖြတ်တော့မှာဖြစ်တယ်ဆိုတော့အင်မတန်မှစိတ်မကောင်းစရာတည်င်းကြီးပေါ့ကျွန်တော်ကြားရတယ်ဒါပေမဲ့ကျွန်တော်တေချာပြန်မှကျွန်တော်တူးဆွားကြည့်အောင်ဒီနောက်ွယ်ထဲမှာဘာဖြစ်ပြနေလဲဆိုတဲ့အရာကျွန်တော်စိတ်ဝင်စားပြီးမှကျွန်တော်တူးဆွားကြည့်လိုက်တဲ့အခါမှာဒီ government ရဲ့ဒီဘယ်လိုလဲ funding bill ပေါ့ government funding bill ဆိုတော့ဒီ GOP ပေါ့ GOP ဆိုတော့လက်ရှိကျွန်တော်အာဏာရထားတဲ့သမ္မတ Donald Trump ရဲ့ Department Republican Department ကနေမှာသူတို့ Mike Johnson Speaker House Speaker Mike Johnson တို့တင်သွင်းလာတဲ့ GOP bill ကိုသူတို့က pass ဖြစ်ဖို့အတွက်သူတို့လွှတ်တော်ထဲမှာသူတို့ vote ရတာဖြစ်တယ်ဆိုတော့ vote ရတာဖြစ်တဲ့အခါကျတော့ vote ကဘယ်လောက်လိုလဲဆိုဒီ bill က pass ဖြစ်ပြီးမှဥပဒေဖြစ်သွားဖို့အတွက်က vote က60လိုတာဖြစ်တယ်ဒီအချိန်မှာကျွန်တော်လောလောဆယ် vote က53 vote ကတော့ဒီ bill ကို approve လုပ်ထားပြီဆိုတော့နောက်ထပ်သူတို့60ပြည့်ဝင်တဲ့9 vote လိုတယ်ဆိုတော့ကျွန်တော်လွှတ်တော်ထဲမှာကျွန်တော်ပါတီတွေအများကြီးရှိတယ်ဆိုတော့ Republican တွေရှိတယ်Libertarian တွေရှိတယ်နောက် Democrat တွေရှိတယ်စသဖြင့်ပေါ့ Green Party တွေစသဖြင့်အဲ့လိုသူတို့ကိုစားပြုတဲ့ပါတီတွေအများကြီးကလွတ်တော်ထဲမှာကျွန်တော်အစိုးရဥပဒေပြုရအရန်နဲ့သူတို့တောင်းယူထားတဲ့သူတွေဖြစ်တယ်ဆိုတော့ဒီထက်နေမှာစုစုပေါင်း53 vote ရှိထားပြီဒီ vote ဒီ bill ကို pass ပြုဖို့ရအတွက်ကဒါပေမဲ့အဲ့ဒါမှာ7 vote လို့လေ60ပြည့်ဖို့ရအတွက်ဆိုတော့အဲ့7 vote ကဘယ်ကနေရမလဲဆိုလို့ရှိရင်ကျွန်တော်ဒီတဲ့တိုင်းပဲ Democrat ကနေရမှာဖြစ်တယ်ဆိုတော့ Democrat တွေကဒီ sample vote ကို vote ပေးလိုက်မှသာလေဒီ bill က pass ဖြစ်ပြီးမှဒီ government တွေ funding ပြန်လုပ်ပြီးမှဒီ program တွေပြန်ပြီးမှလည်ပတ်လာနိုင်မှာဖြစ်ပါတယ်ဆိုတဲ့အခါကျတော့ Democrat က no ဆိုမှ vote ပါတယ်ဆိုတော့လက်ရှိလိုအပ်နေတာ sample vote ကကျွန်တော် Democrat တွေရှိရလိုအပ်တာဖြစ်တယ်ဆိုတော့ကျွန်တော်အကြမ်းမြင့်တည်ထားလို့ရပြီဆိုတော့ဒီ shutdown က GOP shutdown မဟုတ်ဘူး Republican တွေ shutdown လုပ်ရစမှာမဟုတ်ဘူးကျွန်တော်ဒီ7 vote ကိုမ vote တဲ့ Democrat တွေရဲ့ shutdown လို့ပြောရင်တော့အကြမ်းများပြင်မှန်လိမ့်မယ်ဒါပေမဲ့ကျွန်တော်ပြင်အသေးစိတ်ပြန်ကြည့်ချက်ရအောင်သူတို့ဘာကြောင့်မတော့ vote မလုပ်ဘူးလဲဆိုလို့ရှိရင်ဆိုတော့သူတို့ Democrat တွေကသူတို့ပြောတယ်သူတို့ဒီ7 vote ကိုလိုချင်တယ်ဆိုလို့ရှိရင်သူတို့ GOP နဲ့တင်သွင်းတဲ့ bill ထဲက bill ဆိုတာဥပဒေပြုရတဲ့မှာသူတို့ဘာနေလုပ်မယ်ဥပမာကျွန်တော်အလွယ်နည်းသိမယ်ဆိုလို့ရှိရင်တော့2026အတွက်သူတို့ budget ရထားခြင်းဖြစ်တယ်ဆိုတော့အ budget ရတဲ့အခါမှာဒါတွေဖြုတ်ထက်ဆိုပြီးမှ Democrat တွေပြန်ပြီးမှထပ်ထက်လာတဲ့ base ရှိတယ်အဲ့ဒါတော့ကျွန်တော်ဒေါ်လာနဲ့တွက်မှာဆိုရင်1.5 trillion ဆိုမှကျွန်တော်ဒီမှာ house ကနေကျွန်တော်ပေါ်ပြထားတယ်လွတ်တော်ရဲ့ website ထဲနေ house ရဲ့ website နဲ့ Senate ရဲ့ website ထဲနေပေါ်ပြထားတာဖြစ်တယ်အဲ့ဒီ 1.5 trillion ကိုကျွန်တော်အသေးစိတ်ပြန်လာရင်မှကျွန်တော်ပြန်ကြည့်ကြည့်ရအောင်ပြန်ကြည့်တဲ့အခါမှာတော်တော်စိတ်မချမ်းမြေ့စရာတွေအများကြီးတွေ့ရတယ်ကျွန်တော်ဘယ်လိုပြောမလဲRussia Moscow Russia ဆိုတာဒီကုလက်ရှိ American နဲ့ကျွန်တော်ဘယ်လိုပြောမလဲတိတ်တဟဇာရမဖြစ်တဲ့နိုင်ငံလို့ပြောလို့ပုံမှန်မှန်နိုင်မယ်ဆိုတော့ Russia မှာရှိတဲ့ transgender LGBT တွေအတွက် support လုပ်ဖို့ရန်အတွက်နဲ့ဒီမှာ$536 millionတော်တော်ကြောက်ဖို့ကောင်းတယ်အမျိုးနေရာနေမှာပေးဖို့ဆိုတော့တော့ green energy နောက်ပြီးတော့ဗာလဲ greenhouse program တွေကိုသူတို့လုပ်ဖို့အတွက်ပတ်စံနေအဲ့လိုချတယ်ပြီးမှနောက်တစ်ခုဗာလဲဆိုလို့ရှိရင်လက်ရှိကျွန်တော် America မှာအရင် training ဖြစ်နေတဲ့ຢာတစ်ခုရှိတယ် ICE ဆိုတော့ ICE ဆိုတာဒီကျွန်တော်ဒီ illegal တူတွေကိုကျွန်တော် illegal တွေကိုကျွန်တော်ဖမ်းပြီးမှသူတို့ရဲ့ deportation အလုပ်ကိုလုပ်နေတဲ့ department ဖြစ်တယ်ဆိုတော့အဓိကဒီမှာသူတို့ဗာပြောရလဲဆိုလို့ရှိရင် illegal နေတဲ့အတွက် illegal immigrant ပေါ့ immigrant ဒါမှသူရှိမှာရှိတာအရင်အရေးကြီးအဲ့ဒါ illegal immigrant တွေကို subsidy လုပ်ဖို့ subsidy ဆိုတာသူတို့ health care တွေသူတို့လိုအပ်နေမှာသူတို့စားသားတော့နေထောက်ပံ့ပေးဖို့ရအတွက်ဆိုမှဒီမှာ$243 billion တော်ကြောက်ဖို့ကောင်းတယ်ဒီအရာတွေကကျွန်တော်တစ်ချက်ပြန်စဉ်းစားကြည့်ရအောင်ဒီပတ်စံတွေအားလုံးဟာကျွန်တော် American နိုင်ငံသားနေကျွန်တော်စူးစမ်းပန်းစားလုပ်ပြီးမှကျွန်တော်ပေးထားတဲ့ test တွေဖြစ်တယ်ကျွန်တော်တို့ tax ပေးထားတဲ့သူတွေရှိမှာကျွန်တော်ရှိမှာမရှိဘူးလေ full stand နေကျွန်တော်ရှိမှာ health care မရဘူးကျွန်တော်အလုံးမှာကိုယ်အလုံးလုံးရင်းနဲ့ကိုယ်မှာကိုယ်ဝယ်ရတဲ့ health care တွေကိုပြီးမှကို test ပေးတယ်ကိုပေးတဲ့ test ကနေသူတို့ပေါ်လာတဲ့အခါမှာကျွန်တော်တွားနေတဲ့မောင်းနေတဲ့လမ်းတွေအစိုးရနဲ့ပြင်ပေးတယ်အထူးသဖြင့်ကလေးတွေကျောင်းတွေကို free တက်လို့ရတဲ့ကလေးတွေ high school မှာဆိုတော့အခါကျတော့ tax တွေကိုဒီနေရာမှာအကျိုးရှိသုံးတယ်ဆိုတော့ GOP ကနေတင်သွင်းတာနဲ့စာနေရတယ်ဒီလိုမျိုးပဲကျွန်တော်ရှိမှာလိုအပ်တဲ့အရာတွေပတ်စံတွေကိုလိုအပ်တဲ့နေရာမှာသုံးဖို့မ
Malo at the Niama, Matomi, Passan waste Mapitwa also, GOP and Tempuna bill, and a pass Mapitwa, 7 vote, Democratic vote. Time through Tempuna bill go, approval payment solution through vote be made, so much to any 7 vote of Balatan, so $1.5 trillion. Tane, to the job corner. So the $1.5 trillion you got approval payment solution. Through the 7 vote, they have vote women. So in Malaysian government open no Rabi. A young lawyer. Okay. So $1.5 trillion Bapilla solution. Channel American the good $36 trillion debt ceiling penny. And not a $1.5 trillion then Tatem solution. GOPA checker. Channel government here. Debt through short chabun, actually short chabun through Yimane, through Yimane. Channel Nisano, Channel Alumamine, Channel TG in a mass to Jode. Maga, the Nick goal, and $1.8 trillion to $2 trillion. A Suyali government, the actually to short chapin, to a doji department, to low pin email to Jokere. So, Suludaga, Adiga, you checker, the GOP, you checker. A Suyali actually Yoda Joao. You're the Joe on Lola. A Suyali, a Gio champion by President, money and the good person, inflation period, Danny, your army. Salpin was inflation, my pinna solution, Chanum, Mugame, Zero and current solution. Uma, Naya Posi, Mitazulo, Rolo Siame, and it walk Piana or Regulashi, Jupina, Juzani, and Pete. And our whole Democratia, 7 vote pay Madani, the $1.5 trillion, to approve of Madani, 7 vote to Rupian, my vote we may pure. So, Choro Dine United Airlines United Airlines CEO about the Scott Carbier to Bulupiola solution. This government shutdown is belong to Chuck Schumer. Because Chuck Schumer, he have to be responsible to Dine by the MSNBC interview to Piorale. So Choro no. 2018 the Guleshi, the Democrat here, Gauson had the Yopid Bernie Sanders. Tuga the midterm election to campaign no come to about a chicken a lot of money last saga send a chep yashes any chino America. So no channel Amazon alone send a chep yashes and lonely. Chonoshima VCP so that monthly bonus sheet annually Choroshima stock benefit sheet and send a chep yashes a job. The Chulu solution over time Malobu solution to the send a chep yashes the name and not down chow which we saw his full stem yet. Program them a bracket him a winner so that Midasuri, a South of Topamuni Yale. Achima to Babian Piola, all man Amazon Malone to the Atuli a look at the Amyaji Sheet Company, Pite, all man Amazon here, a lot of money, 65% of a lot of money, full stand sunny there, a lot of money, Pite, that jumbo, all man Amazon, Matayabu, Chano Tanayano and a lot of money, business nasa was some archene, Chano, raised to Yame, so much to Pioke. Tony Appin, General Full Stand your bracket with short channel, so Bernie Sanders on 2018 midterm election, and campaign to locate it. So locate any chosen by Pedro, so Cajaro. Chechime will go the sending matter approved and a bill Pedro, law Pedro Cajaro. Sangajet, a cono, new hire Sangajet. General long time to know, I know, and alone located to the Sangajet. So Bapetwale is Rekaja. Monthly bonus, check it out. I can use you later. Annually, stock bonus allowance. I can take child later. Your Sangache can is Nani Nonina, Gium Saibu Sangache, the Benny Sanda Luciana, Benny Sanda at the Buke Ubudi. So, new hire Sangache, that a new hire got Promar to Rubione, that a non Nani Pilareca, Truma Piolo, not a new hire Pilareca, Truna the Dana Pianine. So, the Udi new local cajo, Sangache at the Pudor Ubdi, La Nissin when we got don't down the town Pitore. Annually in Kangaton down the town Pitore Kama, full stay break a cajo, Natan Kutown. Sector to Miamia 2018 break a got to a mitasu, Rugam Soje, Ria Soje Natan Kutown. And through Amuniba mitasu like family sign up to Alu, break a Pitore. And a Bulupitore. Don't down the town Pitwale Kama, do Totomimaga, full stand Mayano. So I'm a full stand with Piadaga, GOP of Piedam Hovu, Tamara Donald Trump Tamara, to Piedam Hovu, any logo thing in Benny Sanaga Pieta.
ဒီခွက်ချက်သူပါပြန်ပြောနေတယ်ဆိုတဲ့အခါကျတော့ American သမ္မတ Donald Trump ကလည်းဒီ hunger ဆိုတဲ့အစားတောင်ငတ်ပြတ်မှုဖြစ်သွားတော့မယ်ဒီ food stamp မရတော့တဲ့အခါမှာဒီစာကိုလက်နဲ့တပွဲအသုံးချပြီးမှသူရဲ့အာဏာတည်တံ့မှုရအတွက်လုပ်နေတယ်ဆိုမှ Bernie Sanders ဆွဆွဲတယ် no this is not သူလုပ်ခဲ့တဲ့အရာ2018မှာသူဖြတ်ခဲ့တာဒီခုဆိုလို့ရှိရင်လည်းသူတို့ Senate က Democrat ရဲ့ leader ဖြစ်တယ် Chuck Schumer သူကိုယ်တိုင်ပြောတယ်ဒီ $1.5 trillion ကြီးကို if you guys approved it I'm gonna vote it right away until right now right away သူပြောတာဒီခုလေထိုနည်း၎င်းပဲလေမပြောင်းဘူးလေသူပြောတဲ့ပုံစံမျိုးကဆိုတော့လိုနေတဲ့7 vote ဘယ်လိုရှိရလို့လဲဆိုရင် Democrat ရှိရလို့တယ်ဆိုတော့ Democrat တွေ vote မှသာလည်းဒီဘေက pass ဖြစ်မယ်ဆိုတော့ Democrat တွေမ vote ဘူးဆိုတဲ့အခါကျတော့ government shutdown ဖြစ်သွားတယ်ရတင်ရထိုင်တဲ့သူနေအကျိုးအမြတ်ခံစားခွင့်မရတော့ဘူးဒီလာမယ့်နိုဝင်ဘာ1ရက်နေ့နေစပြီးမှဖျက်တော့ခံရမယ်အထူးသဖြင့် air traffic controllerဆိုတဲ့အခါကျတော့ဒီလေကြောင်းထိန်းသိမ်းရေးနေပေါ့နော်လေကြောင်းထိန်းသိမ်းရေးတော်တော်များများတော့တို့အလုံးလုံနေရတော့မလုံလို့မရဘူးတို့မလုံဘူးဆိုလို့ချင်းလေကြောင်းပြန်တန်းမှုရက်ဆိုင်ရမှာမလုံလို့မရဘူးဒါပေမဲ့တို့လုံနေတယ်လက်ရှိပြီးတော့တို့ပတ်စံမပေးဘူးတို့ပတ်စံမရဘူးဒါပေမဲ့ that's gonna be repaid back တို့အလုပ်ပြန်မှ government reopen ဖြစ်လာတဲ့အခါမှာတို့ပြန်ပြီးမှပေးမယ်လို့ဒီမှာဆယ်လေးမှာလို့ပြောထားတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တခုစဉ်းစားမိဖို့အရေးကြီးတယ်တင် vote ထားတဲ့ပါတီကကျွန်တော် vote တဲ့ပါတီကပြည်သူတွေရဲ့ပေါ်ဂုတ်တွေးဆိုတဲ့ပါတီလားဒါမှမဟုတ်ပြည်သူတွေကိုဘယ်လိုပြောမလဲဆိုရင်အကောင့်ဆုံးနီးနာနဲ့ကိုကြီးထောက်ပံ့ပေးနေတဲ့ပါတီလားဆိုတာကျွန်တော်ဒီလာမယ့်နိုဝင်ဘာ1ရက်နေ့မှာကျွန်တော်တွေ့ရတော့မှာဖြစ်ပါတယ်အင်မတန်မှစိတ်မကောင်းပါဘူးကျွန်တော်53 vote ပဲရှိပါသေးတယ်60ပြေဖို့လည်း9 vote တော့ပါသေးတယ်အဲ့ဒီ9 vote က Democracy ကလာမှာဖြစ်ပါတယ်ဒါပေမဲ့ Chuck Schumer တော့တည်တဲ့အတိုင်းပါပဲဒီတမ်းမှာနဲ့ကျွန်တော် VOC တို့ဒီ Democrat ရဲ့ leader တွေတက်ကအမျိုးသမီး VOC အတိုင်းငယ်လေးနဲ့သူ on နေတယ် illegal immigrant တွေကိုကူညီရမယ်တကယ်တမ်းကျွန်တော် American နိုင်ငံသားတွေ test ကိုအပြည့်အဝပေးနေတဲ့ကျွန်တော်တွေတွေ့တော့အင်မတန်မှခက်ခဲသွားနိုင်တဲ့အရာကြီးဖြစ်တယ်ဒါကြောင့်မို့ဒီ $1.5 trillion ကို pass ပေးဖို့ရတဲ့သူကတော့တပတ်တလားနဲ့ကျွန်တော်ဒီ food stand ရဲ့နောက်နေကြိုးကင်နေတဲ့လက်မဲကြီးလို့ပြောမယ်ဆိုလို့ရှိရင်တော့မမားပါဘူးဒါကြောင့်မို့ကျွန်တော်ဒီညဒီဗီဒီယိုဒီလောက်လေးနဲ့ပဲကျွန်တော်ဆုံးသတ်ပါတယ်ကျွန်တော်အသေးစိတ်ပြောပြချင်ပါတယ်အသေးစိတ်တော့နည်းနည်းဒီထက်ပိုပြီးမှအချိန်အများကြီးယူရလိမ့်မယ်ဆိုတော့အသေးစိတ်ကိုကြည့်ချင်တယ်ဆိုလို့ရှိရင်သိချင်တယ်ဆိုလို့ရှိရင် comment မှာအသေးစိတ်လို့ကျွန်တော်မှတ်ခဲ့ပေးပါကျွန်တော်ကြည့်ပြီးမှကျွန်တော်ဒီဗီဒီယိုကိုကျွန်တော်အသေးစိတ် bell bay ကဘလောက်သွားမယ်ဆိုတဲ့အရာကျွန်တော်နောက်ဗီဒီယိုမှာကျွန်တော်အကောင်းဆုံးပြင်ဆင်ပြီးမှလှုပ်ဆောင်ပေးသွားမယ်လို့ပြောချင်ပါတယ်ကျွန်တော်နောက်တစ်ခုပြန်ပြောချင်ပါလိမ့်တယ်ကျွန်တော် announcement လုပ်ဆရာရှိပါတယ်ကျွန်တော်မကြခင်ကြရင်ကျွန်တော်နောက်နေ့၄လပိုင်းတရက်နေ့မှာကျွန်တော် YouTube channel ကို launch လုပ်ဖို့ရတဲ့ရှိပါတယ်ကျွန်တော် YouTube channel ကကျွန်တော် The Corner လို့ပြောပါတယ်ကျွန်တော်ဒီ comment ထဲမှာကျွန်တော်ပေးထားမှာဖြစ်ပါတယ်ဒီ link ကိုကျွန်တော်ပေးထားမှာဖြစ်တယ်ဆိုတော့ The Corner ဆိုတဲ့ YouTube channel ဖြစ်ပါတယ်ကျွန်တော်အဲ့ဒီမှာကျွန်တော်အဓိကပြောချင်တဲ့အရာတွေတော့ tech နဲ့ပတ်သက်တဲ့ဥစ္စာတွေ American ရဲ့ latest tech အကြောင်းကျွန်တော်အဓိကပြောချင်တယ်ကျွန်တော်တစ်ခါလေကြာရင် stock တွေကိုကျွန်တော် long term မှာဘယ်လို stock တွေကို investment လုပ်တင်တယ်ဆိုတဲ့အရာတွေလည်းကျွန်တော်ပြောတော့မှာဖြစ်ပါတယ် weekly podcast ဖြစ်မှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကြိုးစားပြီးမှ daily update the corner daily update ဆိုတဲ့စာနဲ့ကျွန်တော်ကြိုးစားပြီးမှအတက်နိုင်ဆုံးလှုပ်ဆောင်တော့မှာဖြစ်ပါတယ်ဒါကြောင့်မို့ကျေးဇူးပြုရဲ့ကျွန်တော် set channel the YouTube channel ကို subscribe လုပ်ပေးကြပါကျွန်တော်ရဲ့ channel ကတော့ the corner လို့ခေါ်ပါတယ်အရောက်စီတဲ့ပုံမှာဖျားချင်းခေါင်းကြီးပေးပါစေ